ရားသခင်ကျွန်တော်အခုတင်တဲ့ post ဘူးတက်ပါလေ TikTok policy မညစ်ပါလေအင်ရှင်မရဲ့အရေးတန်းအခါကျရင်ဘာပဲချက်အကောင်းအပြောမခံဘူးလေအင်ရှင်မရဲ့အနေနဲ့တားမီးရပြောလိုက်နော်ယောက်ျားဖြစ်သူကပြောလိုက်စပိုးကြောင်လေးကအင်ရှင်မရေပေါ့နော်ပြဿနာဖြေရှင်းနည်းကျွန်တော်ဖြေရှင်းပြီးလို့ရတယ်အဲ့ပြဿနာမိမဘယ်အချိန်ချက်နော်ဘယ်အချိန်ချက်ညင်းနေရပဲညင်းနေလည်းမပြောက်စက်သားစိတ်သားတွေညင်းနေလည်းမပြောက်တားမီးရပြောပြန်ပြီနေတော့လည်းကြာဘယ်အချိန်ချက်ဒီနာဘလို့မှမပြောက်ဒီတိုင်းလာတာပဲမပူနဲ့အဲ့လိုအပြောခံအဲ့လိုအပြောမခံရသေးဘူးကျွန်တော်ရှိတယ်အဲ့ဒီပြဿနာကြီးဖြေရှင်းပေးဖို့ကိုဝင်မစလာရှိနေပြီတော့လည်းနှစ်ဘူးထွက်တာအကျက်တာ30သားရဲ့စိတ်တိုင်းပဲချက်တိုင်းပဲချက်စိတ်သားပဲကြောချက်သားပဲကြောပြင်မဲกินရင်ကြိုက်တာလို့စိတ်တိုင်းချက်တိုင်းကြိုက်တဲ့အတိုင်းပေါ့နော်ငါတို့ပဇွန်တို့ကနန်းတို့ကကျွန်တော်အမြဲတမ်းပို့တင်နိုင်ကြတယ်အဲ့ဒီဘက်ကတော့ဒီကောင်လေးတော့မသိရောပေါ့နော်နောက်ပိုင်းကျွန်တော်ထွက်လာမယ်မစလာရှိငါတို့ပဇွန်တို့ကြတယ်နော်ဘောကတော့ချက်သားစိတ်သားရှစ်တစ်ခါသုံးကြည့်လိုက်တက်ဆွဲသွားကြရအရင်ကောင်းတာတေချောက်စီမံပြီးလှုပ်ထားတာငါးချက်သားဘူးပေါ့နော်ဒါလေးကငါးချက်သားတဝက်တော့ပါပေါ့နော်ငါးချက်သားကျွန်တော်ငါးချက်သားကိုချိန်အောင်ပြီးတာပါအသားမစလန်ငါးချက်သားဘူးက3900ငါးချက်သားဘူးက10သားဘူးက6900ဒါတော့10သားပါတယ်ဒါတော့ငါးချက်သားပါတော့နော်ငါးချက်သားတော့မှဒီတော့လောက်တော့ပါပါနော်ဘူးခွန်နဲ့ကျွန်တော် site မမိသေးလို့ဒီဘူးလေးနဲ့တော့လောတယ်ထည့်ချောင်းနေတာနောက်ပိုင်းဘူးပုံနဲ့တစ်မျိုးထွက်လာရင် fitting ထည့်ရမှာပေါ့နော်အခုကတော့ဘူးတဝက်တည်းပါရဆိုရင်ဒီကငါးချက်သားပဲပါမှာပေါ့နော်ဒါနဲ့ငါးချက်သားပါမယ်ငါးချက်သားဘူး10သားဘူးရဲ့မှာယူနေအင်ရှင်မတွေနောက်ခုကစားတော့ဆိုင်တွေပေါ့နော်စားတော့ဆိုင်တွေအတွက်ကြောင့်10လုံးတစ်ကလောက်ယူတတ်မယ်နော်ဘာလို့လဲဆိုအများကြီးရှိတာဟုတ်ငါးချက်သားဘူးလေ3900 10သားဘူးက6900မှာယူမယ်ဆိုရင်ကျွန်တော်Viber ဖုန်းနံပါတ်ရှိတယ်Viber ဖုန်းနံပါတ်က09ခွန်4411ခွန်32ဖုန်းတရိုက်ဆက်ပြီးတော့မှာလို့ရလို့ Viber ကနေမှာဆက်သွယ်ပြီးတော့မှာလို့ရတယ်ကိုနာမည်နေလေးစာဖုန်းနံပါတ်ပို့ထားလိုက် order တင်ထားလိုက်ရင်ဒါလည်းပဲဒီကျွန်တော်တို့ရဲ့ app ပေးလိုက်မယ်နော်လာပို့ပေးလိုက်မယ်မြန်မာတိုင်းလုံးအယောင်းငွေချေပါငွေကျလွှဲကြမလို့နော်ကျေးဇူးအများကြီးတင်ပါတယ်အားပေးတဲ့အချင်းချင်းအစင်းရဲ့ကျေးဇူးအများကြီးတင်ပါတယ်လူသားအားလုံးစင်းရဲ့လေးသားလက်ပါ